ကျမတို့အလုပ်ထဲမှာတဲ့လုပ်ငန်းတွေထဲမှာတဲ့စည်ရင်းတွေကဘယ်လိုစည်ရင်းတွေရှိတယ်လဲပေါ့ဒါလေးကိုအများနဲ့ပြပြမိတာဖြစ်ပေမဲ့လည်းဒါလေးလည်းထပ်ပြောပြချင်ပါတယ်ဒီတော့ကျမတို့လုပ်ငန်းတွေမှာဘယ်လိုစည်ရင်းတွေလို့လဲဦးဆုံးစလို့တာတော့နေ့စဉ်ငွေဝင်ထွက်ဖို့ရှိတဲ့ cash flow လို့ပြောတယ်ငွေစင်းစာအုပ်လို့တာပေါ့အယောင်စင်းနဲ့တည်ကျင်တယ်အယောင်စင်းနဲ့စာအုပ်လို့တယ်ပြီးတော့တဲ့ရောင်းလာတဲ့အကျွေးတွေရှိခဲ့တယ်ဆိုရင်တဲ့ကျမတို့ကျွေးအစင်းရဖို့ရှိတဲ့အစင်းတွေမှတ်ဖို့လိုသေးတယ်ပြီးအဝယ်စင်းတွေမှတ်ဖို့လိုသေးတယ်တဲ့ပြီးအဝယ်တွေနဲ့ပတ်သက်ပြီးတော့ပေးရမယ့်စင်းတွေကျွန်တော်သိဖို့လိုတယ်နောက်ဆုံးတစ်ချက်ကတော့ကျမတို့ဘာတွေကုန်ပစ္စည်းဝယ်ထားတယ်လဲဘလို့ပစ္စည်းလက်ကျန်ကျန်လို့ဘာတွေရောင်းအောင်လဲသိဖို့အတွက်ကုန်ပစ္စည်းလက်ကျန်စင်းရင်လည်းလိုပါတယ်တဲ့အဲ့တော့ဒီလိုစင်းရင်းတွေအားလုံးကတဲ့ကိုယ့်ရဲ့လုပ်ငန်းတွေမှာရှိပြီလားလုပ်ငန်းလုပ်တဲ့သူတွေတစ်ချက်လေးကိုပါကိုဆက်ကြည့်စေချင်ပါတယ်ဒီစင်းတွေတော့လက်ထဲမှာရှိပြီဒါဆိုအဲ့စင်းတစ်ခုနဲ့တစ်ခုနဲ့ဆက်ပြီးတော့မှန်လားစစ်တက်ပြီလားတဲ့အဲ့တော့ခုနကတော့ပြောတဲ့စင်းတွေလက်ထဲမှာမရှိဘူးရှိဖို့လိုအပ်တယ်လို့ထင်တယ်လို့သိလဲသိချင်တယ်စင်းတွေကတော့ရှိပါရဲ့ဒါပေမဲ့တစ်ခုနဲ့တစ်ခုနဲ့ဆက်ပြီးမစစ်တက်ဘူးမှန်လားမှားလားသိချခြင်းနေဆိုရင်တော့တဲ့ကျမရဲ့ PMA လို့ပြောတဲ့ Practical Manual Accounting တင်တဲ့ဘာတက်ကြည့်လို့ရပါတယ်ဒီစင်းရင်းမှာစင်းတွေအားလုံးကို Manual စင်းစာအုပ်နဲ့ဘယ်လိုထည့်ရလဲဆိုတာသင်ကြားပေးမှာဖြစ်ပြီးတော့စင်းတစ်ခုနဲ့တစ်ခုနဲ့ဘယ်လိုစစ်ကမလဲဒီစင်းတွေမှန်နဲ့မှန်တာဘယ်လိုလုပ်ရင်ပိုပြီးသိချစေတာလဲလုပ်ငန်းတွေမှာရှိတဲ့ရိုးပေါက်တွေဘယ်လိုမျိုးနဲ့ကာကွယ်ရမလဲနောက်ဆုံးတော့အရှုံးမြင့်စင်းကိုဘယ်လိုလွယ်ကူဆွဲမလဲဆိုတာမျိုးကိုသိထိုက်တာအားလုံးကိုသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့သိကျင်နေဆိုရင်တော့ PMA ကိုလာတက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါလေရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်